ရွှေเจ้าတလုံးကိုရွေးချယ်လိုက်တာကတင်းဘဝကံကြမ္မာတစ်လျှောက်လုံးကိုပြောင်းလဲထောက်စီနိုင်တယ်ဆိုတာတင်းယုံကြည်ပါသလားမိန်းကလေးညီမနှစ်ယောက်ဟာမပေါက်ဖားသေးတဲ့မာယာကျက်ဥတွေထဲကနေမိမိတို့ရဲ့အနာဂတ်ခင်ပုံကိုရွေးချယ်ရမယ်ဆိုတဲ့ကံကြမ္မာကိုကြုံတွေ့ခဲ့ရတယ်ညီမငယ်ကမဆိုင်မရှာပဲလင်းလက်နေတဲ့ရွှေကျက်ဥကိုချက်ချင်းယူလိုက်တယ်ကျက်ဥကပောက်ကွဲသွားချိန်မှာလူတိုင်းရေမောကြလေအကျက်ဥထဲကနေပိုးလေးတကောင်ကထွက်လာခဲ့လို့ပါဒါပေမဲ့သူမဟာကိုယ့်ရဲ့ရင်ဘတ်ကိုကိုယ်တိုင်းထိုးဖောက်ပြီးသွေးကိုပိုးလေးပေါ်စီးချစေလိုက်တယ်အဲ့ဒီခဏလေးအတွင်းရွှေရောင်အလင်းတောက်စာပေါက်ကွဲထလာပြီးပိုးလေးကအာနုဘော်ကြီးမာလာတဲ့ရွှေတေခွင်းတကောင်အဖြစ်ပြောင်းလဲသွားခဲ့တယ်လူတိုင်းအံ့အားသင့်စွာဒူးတောင့်လေးစားကြတယ်သူမကပြုံးနေခဲ့ပေမဲ့ဒီရွေးချယ်မှုကသူမဘဝတစ်လျှောက်လုံးနောင်တရစေမယ်ဆိုတာကိုတော့မသိသေးခဲ့ပါဘူးအတိတ်ဘဝမှာတော့အမကြီးဟာဒီရွှေတေခွင်းနဲ့လက်ထပ်ခဲ့ဘူးတယ်ဒါပေမဲ့အဲ့ဒီတေခွင်းကကိုပိုင်အင်အားကိုတိုးမြင့်ဖို့အတွက်နေ့တိုင်းသူမရဲ့သွေးကိုစုပ်ယူခဲ့ပြီးနောက်ဆုံးမှာတော့မြွေမီးတရေမှာတကောင်အတွက်သူမကိုစွန့်ခွာသွားခဲ့တယ်မနာလိုဖြစ်နေတဲ့ညီမငယ်ကကျက်ဥတွေမြန်မြန်ပေါက်ဖွာလာအောင်ဆိုပြီးအမကိုစွန့်လွတ်အနေနာခံဖို့လုံဆော်ခဲ့တာပါယခုဘဝမှာတော့နဖိုယာနဲ့သွေးကြည်နောင်ရမယ်အချိန်တိတိမှာပြန်လဲမွေးဖွာလာခဲ့ကြတယ်ညီမငယ်ကထပ်မှန်ပြီးရွှေတဲကွင်းကျက်ဥကိုအလေးမြန်ယူလိုက်ပြီးအမကြီးကိုလှောင်ပြောင်ခဲ့တယ်အမကြီးအတွက်တော့မောင်မိုက်ပြီးအယောင်မရှိတဲ့အနက်ရောင်ကျက်ဥတစ်လုံးပဲခြံခဲ့တယ်ဒါပေမဲ့ဒီတစ်ခါမှာတော့အမကြီးဟာအရာအလုံးကိုမှတ်မိနေခဲ့ပြီးသူမကအနက်ရောင်ကျက်ဥကိုမဖွင့်တော့ဘူးလို့ဆုံးဖြတ်ပြီးဘယ်သူနဲ့မှလက်မထားတော့ဘူးလို့ကတိပြုခဲ့တယ်အဲ့ဒီအချိန်မှာပဲအနက်ရောင်ကျက်ဥကကိုယ်တိုင်ပေါက်ကွဲသွားခဲ့တယ်အနက်ရောင်မွေးအကြီးတစ်ကောင်ကမူကောင်းကင်ထဲကိုထိုးတက်သွားပြီးပြန်လဲဆင်းသက်လာတဲ့အခါအလွန်အမြဲလှပလာတဲ့ယောက်ျားတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့တယ်သူကတရေမဖွယ်တပားဖြစ်ပြီးအမကြီးကိုမြင်ချင်းပဲချစ်မိသွားခဲ့တယ်ညီမငယ်ကတော့အံ့အားသင့်ပြီးမနာလိုမှုကြောင့်မီးလောင်နေသလိုတုန်လှုပ်ပြီးရပ်တန်းသွားခဲ့တယ်ဒီလိုကံကြမ္မာပြင်းလဲပြောင်းလဲသွားတဲ့ဇာတ်လမ်းတွေကိုဆက်ချီချင်းလိုက်လုပ်ပါ follow လုပ်ထားပါ part 2ကိုမလွတ်အောင် share လုပ်ထားလိုက်ပါ